အတိုင်းပဲနော်အခုခေတ်ရနော်လက်ဝဲဝါသနာစီတဲ့မိကလေးလည်းရှိတယ်ယောက်ျားလေးလည်းရှိတယ်အဲ့ဒါတော့အစုံပဲပြောတဲ့အတိုင်းပဲနော်အခုတွေသူများလက်ဝဲကြည့်တာဗောနော်လက်ဝဲကြည့်တာလေထိုးတတ်တစ်မျိုးယူလဲမကောက်ဘူးဗောနော်အရက်ပူတာလားအရက်မြစ်တာလားနော်ပြီးတော့ဖလာတက်တာလားသူများလည်းကြည့်တယ်နော်ခန္ဓာကိုယ်လေးပါလေးညာလေးဗောနော်သူများလည်းကြည့်တယ်အဲ့ဒါတော့ဟိုတခါတော့အမတ်တေတာလေနော်လက်ဝဲအကြောင်းပြောတာဗောနော်အဲ့ဒါတော့သူများပြောတယ်အမတ်ရေးတဲ့အမတ်အမေပေးတဲ့နှလုံးစီကတစ်ဖက်ပဲစီတာလားတဲ့ဒီနှလုံးစီလေတစ်ဖက်မဟုတ်ဘူးနော်တချို့လက်ဝဲဝါသနာစေကိုပြောကြည့်တယ် comment ထဲမှာသူတို့ရေးတယ်တဲ့အမသူတို့ပြောတာဗောနော်နှုတ်ကတစ်ဖက်ပဲတွေ့တယ်တဲ့အမအားကစားအကြီးပဲဝတ်တယ်ဆိုတော့ဒီလိုမျိုးဘေးစားနေတယ်ဆိုတော့ဘေးစားနေတယ်ဆိုတော့တစ်ဖက်ပဲတွေ့တယ်နော်နှစ်ဖက်လို့ရှိတယ်နော်နှစ်ဖက်လို့ရှိတယ်နော်ဒါကတော့နော်ဒါပေမဲ့အားကစားအကြီးဝတ်တယ်ဆိုတော့မတွေ့ရဘူးအဲ့ဒါတော့ပြောတဲ့အတိုင်းပဲနော်ကျွတ်လက်ဝတ်သမားတွေကိုပြောကြတယ်နော်အားလုံးလက်ဝတ်သမားကိုလည်းပြောကြတယ်ဗောနော်အဲ့ဒါတော့ခန္ဓာကိုယ်လေးပါလေးလဲထိကြပြီးတော့အစီသိလောက်တယ်အခုခေတ်သူများလက်ဝတ်ထိုး